Hello， 大家好，欢迎来到毕佐频道。Welcome back to my channel. This is the part 2 of traveling in 成都。အားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာ။ဟုတ်ကဲ့ကျွန်တော်ဒီနေ့မှာလည်းဒီနေ့တနေ့ကိုမှာလည်းကျွန်တော်成都မှာရှိတဲ့အထင်ကြီးနေရာတွေကျွန်တော်ဘယ်နေရာတွေတွားမလဲဆိုတော့ကျွန်တော်ဗီဒီယိုစိတ်ဝင်စားရင်ကျွန်တော်အဆုံးထိလိုက်ကြည့်ဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ကျွန်တော်ဒီနေ့မနက်ခင်းမှာဆိုရင်တော့ကျွန်တော်အရင်ဦးဆုံးမနက်ခင်း breakfast ကိုကျွန်တော်စားမှာဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ဒီ breakfast ဆိုင်ကကျွန်တော်တို့နေရာဘေးနားခေါက်ဆွဲဆိုင်ပဲဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ကျွန်တော်တို့အခုဆိုရင်တော့မနက်ခင်း breakfast စားရတဲ့အခါမှာတော့ကျွန်တော်တို့နားမှာရှိရဲ့အထင်ကြီးနေရာတစ်ခုဖြစ်တဲ့成都ကိုရောက်ရင်ကျွန်တော်တို့ဒီမှာအများတန်းတပ်ပုံလာရိုက်တဲ့နေရာတစ်ခုရှိပါတယ်ခင်ဗျကျွန်တော်တို့သူက成都ဆိုတဲ့စလုံးကြီးနေရာမှာကတ်ထားပြီးကျွန်တော်တို့စီမံကိန်းမှတ်တစိမ့်နေရာဖြစ်ပါတယ်ခင်ဗျအနီအောင်ဒီကားပေါ်မှာထင်းထားတဲ့ကျွန်တော်တို့အဖြူအောင်စလုံးများကြောင့်ကျွန်တော်တို့ဒီ visitor ခီးတော်ဧည့်သည်တွေကိုလာရောက်တပ်ပုံရိုက်ကူးလေးရှိပါတယ်ခင်ဗျရင်ကျေးမှုနဲ့အစီအစဉ်ပြောပါဆိုရင်ကျွန်တော်တို့စီမံကိန်းအတွင်းမှာဆိုရင်ကျွန်တော်တို့အမှုပညာပြပွဲတွေရှိမယ်တေးဂီတဖျော်ဖြေပွဲတွေရှိမယ်အပြင်ကျွန်တော်ရင်ကျေးမှုအစီအစဉ်နဲ့ဈေးပွဲများပါပုံမှန်ကျင်းပလေးရှိပါတယ်ခင်ဗျဥပမာအားဖြင့်ဆိုရင်ကျွန်တော်တို့ 1% multiple ability ပုံစံပြပွဲကိုကျွန်တော်တို့နေရာပါပဲကျွန်တော်တို့ကျင်းပခဲ့ပြီးကျွန်တော်ကာတွန်းချစ်သူတွေလာရောက်လည်ပတ်တဲ့နေရာလဲပြောလို့ရပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်တို့စီမံကိန်းတို့မှာလည်းကျွန်တော်တို့စားတောက်ဆိုင် coffee ဆိုင်လေးစာအုပ်ဆိုင် impressory လက်မှုပညာဆိုင်တွေကျွန်တော်တို့အများကြီးပါဝင်ပါတယ်ခင်ဗျဟုတ်ကဲ့ခင်ဗျကျွန်တော်တို့အခုရောက်ရှိတဲ့နေရာကတော့成都မြို့ရောက်ရင်ကျွန်တော်တို့မဖြစ်မနေတွားရမယ့်နေရာတစ်ခုဖြစ်တဲ့成都武洪寺博物馆ပဲဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့သူကတရုတ်နိုင်ငံရဲ့အထင်ကြီးတမိုင်းဝင်နေရာတစ်ခုတာမကကဘာပေါ်မှာအကြီးကျယ်ဆုံးနဲ့ဩဇာအရှိဆုံးသုံးပြည်တော်ခေတ်ခရစ်နှစ်220 280ဆိုင်ရာအထိမ်းအမှတ်အဆောက်အုံတစ်ခုဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်တို့တမိုင်းကျောင်းကိုပြောပါဆိုရင်တော့ခရစ်နှစ်223ခုနှစ်ရှုခေတ်တီထောင်တင်ဧကရက်လျိုပိဤကုပိမန်ဝှေ့လင်ကိုစတင်တည်ဆောက်ချိန်မှာစတင်ခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျဗိမာန်တော်စတင်ပေါ်ပေါက်ခြင်းကိုပြောပါဆိုရင်နောက်တွင်လျိုပိအတွက်ရည်စူးသောဟန်ကျောင်းတော်ဟန်ကျောက်လျှဲမြောက်ကိုစတင်ဆောက်လုပ်ခဲ့ပါတယ် KSS ပြောင်းလဲလာပြီးတဲ့နောက်မှာတော့လျိုပိရဲ့အဓိပတိကျူးကလျံအားရည်စူးသော武洪寺ကျောင်းတော်ကိုမြောက်နှစ်တောင်ဘက်ခေတ်နန်းပေချောင်းကာလမှာခရစ်နှစ်420 589ခန့်တွင်ဝှေ့လင်ရဲ့အနီးနား၌ထပ်မံတည်ဆောက်ခဲ့ပါတယ်ခင်ဗျထိုအချိန်ကဤနေရာသည်တီးခြားစီခူခြားစီရှိခြင်းဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့မင်းမင်းဆက်နဲ့ချင်းမင်းဆက်ကာလကိုပြောပါဆိုရင်တော့ကျွန်တော်တို့မင်းမင်းဆက်မင်းချောင်အစောပိုင်းခရစ်နှစ်1390ခုနှစ်တွင်မင်းမင်းသားကျူးချွင်းကဧကရင်းနှင့်ဝင်ကြီးသည်တစိမ့်တဝမ်းတည်းဖြစ်တင်သည်ဟုယူဆကာဟန်ကျောက်လျှဲမြောက်ကိုပြုပြင်မွမ်းမံပြီး武洪寺ကျောင်းတော်ကိုဖျက်သိမ်းကာကျူးကလျန်ရဲ့ရုပ်တုကိုဟန်ကျောက်လျှဲမြောက်တွင်ထည့်သွင်းကိုးကွယ်ခဲ့ပါတယ်ခင်ဗျဤဒီမှာဧကရင်းနှင့်ဝင်ကြီးအားတနေရာတန်း၌တွဲဖက်ကိုးကွယ်သောစနစ်ကိုစတင်ခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျထိုအချိန်မှစ၍武洪寺ကျောင်းတော်ဟူသောအမည်သည်ကျူးကလျန်အတွက်သာမဟုတ်တော့ဘဲဧကရစ်လျိုပိရဲ့ဂူပိတ်မှန်ဝှေ့လင်၌ဟန်ကျောက်လျှဲမြောက်အပါအဝင်ဒေသတစ်ခုလုံးကိုရည်ညွှန်းခေါ်လာခဲ့ပါတယ်ခင်ဗျဟုတ်ကဲ့မင်းမင်းဆက်နှောင်းပိုင်းနဲ့ချင်းမင်းဆက်ချင်းချောင်းမင်းမင်းဆက်နှောင်းပိုင်းမှာတော့ကျွန်တော်တို့စင်မီးကြောင့်ဗိမာန်တော်ပျက်စီးခဲ့ရပါတယ်ခရစ်နှစ်1681 1682ခုနှစ်တွင်ချင်းမင်းဆက်ရဲ့စစ်ချွန်းပြည်နယ်တရားသူကြီးချုပ်စွန်းခော်ဖာကဦးဆောင်မှုဖြင့်ပြန်လည်တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျယနေ့ခေတ်မှာမြင်တွေ့ရတဲ့ရှေ့တွင်လျိုပိအတွက်ရှေ့ခမ်းမှဟန်ကျောက်လက်မြောက်နဲ့နောက်တွင်ကျူးကလန်အတွက်နောက်ခမ်းမှဦးဟုံးစစ်ကျောင်းတော်တည်ရှိပြီးဧကရင်းနှင့်ဝင်ကြီးအားတွက်ဖက်ကိုးကွယ်သောပုံစံမှာထိုအချိန်ကပြန်လည်ပုံဖော်ခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့နောက်ထပ်ဆက်ပြောမယ်ဆိုရင်ခေတ်သစ်ဖွံ့ဖြိုးတိုးတက်မှုနဲ့ကြားလိုက်တည်ထောင်ခြင်းဖြစ်ပါတယ်ခင်ဗျကာကွယ်စောင့်ရှောက်ရေးတပ်မှတ်ခြင်း1961ခုနှစ်တွင်တရုတ်ကွန်မြူနစ်ပါတီဗဟိုအစိုးရက武洪寺ကျောင်းတော်အားနိုင်ငံတော်အဆင့်ပထမအတုပ်ကျောင်းစရိတ်ဂမီးရှိသောယဉ်ကျေးမှုအမွေနေ့နေရာများထဲမှတစ်ခုအဖြစ်သတ်မှတ်ကြေညာခဲ့ပါတယ်။ပြလိုက်စတင်တည်ထောင်ခြင်း1984ခုနှစ်成都မြို့武洪寺ကျောင်းတော်ပြလိုက်ကိုတရားဝင်စတင်ဖွင့်လှစ်ခဲ့ပြီးရင်းနေရာသည်ပြလိုက်အဖြစ်တရားဝင်စတင်ခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျ။နေမြေချက်တွင်ချင်း2003ခုနှစ်တွင်မူလနန်းကြောင်ပန်းချောင်းနန်းကျောင်းကုန်းရွံကိုပြလိုက်၏အနောက်ဘက်နေရာမှာအဖြစ်ပေါင်းစည်းခဲ့ပြီးရင်းနေရာသည်成都မြို့စစ်ညိနှိုင်းရေမှုဟောင်း成都စစ်ဘက်အုပ်ချုပ်ရေးမှူး
刘湘ရဲ့ဂူပိတ်မှန်ဖြစ်ပါတယ်ခင်ဗျ2004ခုနှစ်မှာပြတိုက်ကရင်းနှီးမြှုပ်နှံတည်ဆောက်ထားသောရှေးအောင်စတိုင်ကျင်းလီဈေးတန်းကိုစတင်ဖွင့်လှစ်ခဲ့ပြီးစစ်ချွမ်းပြည်နယ်ရဲ့ရိုးရာယဉ်ကျေးမှုကိုပြသထားခြင်းဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ဂုံပြူချင်းမြင့်ခံရခြင်း2008ခုနှစ်တွင်နိုင်ငံတော်အဆင့်ပထမတန်းပြတိုက်ဂေါ်ကြားရေးကြီးဗိုလ်ဦးကွမ်အဖြစ်တတ်မှတ်ခံခဲ့ရပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်တို့ယနေ့ခေတ်ဦးဟုံးစစ်ကျောင်းတော်ပြတိုက်ကိုပြောပါဆိုရင်အေးရာအပြင်ဆိုရင်15ဟက်တာစတူဒီယံမီတာတသိန်းခွဲဝန်းကျင်ကျယ်ဝန်းပြီးအဓိကကဏ္ဍ3ရပ်ပါဝင်ပါတယ်ခင်ဗျနံပါတ်1အနေနဲ့ဆိုရင်3ပြည်တော်ခေတ်တမိုင်းဝင်ရှေးအောင်ပစ္စည်းစုံစန်းကော်လိရှိကြီးကြီးထရီ၎င်းတွင်အဓိကအားဖြင့်ဝှေ့လင်းဧကလေးလျိုပိရဲ့ကူပိတ်မှန်ဟန်ကျောင်းလဲမြောက်ဧကလေးလျိုပိအတွက်ပိတ်မှန်ဝုံစစ်ကျောင်းတော်ကျူးကလန်အတွက်ပိတ်မှန်နှင့်စန်းကြီးမြောင်ညီကို3ဦးကျန်းတစ္စာကျိန်ဆိုရာပိတ်မှန်တို့ပါဝင်ပါတယ်ခင်ဗျဤဒီမှာတရုတ်နိုင်ငံတရုတ်နိုင်ငံတဝင်းလုံးတွင်ဧကလေးနှင့်၎င်း၏ဝင်ကြီးများတနေရာထဲ၌တွဲဖက်ကိုးကွယ်သည့်တခုတည်းသောဗိမာန်ဖြစ်ပါတယ်ခင်ဗျနံပါတ်2အနေနဲ့ဆက်ပြောမယ်ဆိုရင်အနောက်ဘက်ဆုံးရှီထရီ3ပြည်တော်ခေတ်ယဉ်ကျေးမှုအတွေ့အကြုံဆုံးမူလနန်းကျောင်းပန်းချံရခင်လျိုပိရဲ့ဂူဗိမာန်ဖြစ်ပါတယ်ခင်ဗျနံပါတ်3အနေနဲ့ဆက်ပြောမယ်ဆိုရင်ကျင်းလီရိုးရာယဉ်ကျေးမှုစုံကျင်းလီမင်းစုထရီရှေးဟောင်းစတိုင်ဈေးနှန်းဖြစ်ပြီးစစ်ချွမ်းပြည်နယ်အနောက်ပိုင်းရဲ့ရိုးရာဗီတုကလက်ရာနဲ့လူနေမှုပုံစံကိုပြသထားခြင်းဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့成都မြို့ဦးဟုံစစ်ပြတိုက်တည်ရှေလျားတဲ့တမိုင်းကျောင်းကိုတက်တည်ခံယုံတာမကသုံးပြီးတော်ခေ၏ညီချင်းမှုအမွေအနှစ်များကိုထိမ့်သိမ်းဆောက်ရှောက်သောတုတေသနာပြုရာတွင်အရေးပါတဲ့ဗဟိုဌာနတစ်ခုလည်းဖြစ်လာခဲ့ပါတယ်ခင်ဗျ2016ခုနှစ်မှာနိုင်ငံတော်ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲရေးအေဂျင်စီကနိုင်ငံလုံးဆိုင်ရာသုံးပြီးတော်ခေယဉ်ကျေးမှုတုတေသနာဌာနချွမ်းကော်စန်းကော်ဝင်ခွရန်ကျိုးကျုံးရှင်းအဖြစ်ခန့်အပ်ခြင်းခံခဲ့ရပါတယ်ခင်ဗျဟုတ်ကဲ့ခင်ဗျဒါကတော့ကျွန်တော်ခုနကဦးဟုံစစ်ပြတိုက်ရဲ့ဘေးကက်ရက်မှာရှိရဲ့မုံစည်းတန်းပဲဖြစ်ပါတယ်ခင်ဗျဒီမှာဆိုရင်ကျွန်တော်တို့နားလဲကလော်လို့ရတယ်လို့နားလဲရှင်းလို့ရတယ်ဒီမှာကျွန်တော်တို့ပြောင်းရံနေရှိရဲ့ပြီးနောက်တစ်ခုဒီမှာမုံစည်းတန်းနေအစုံပတ်စားလို့ရပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်တို့ဒီမှာတွေ့မြင်ရောင်းတဲ့ဟာကတော့နောင်ခွားလို့ခေါ်တဲ့ကျွန်တော်တို့အုံနောက်ဖြစ်ပါတယ်ဒီမှာဆိုကျွန်တော်အုံနောက်မီစမ်းစားကြည့်မှာဖြစ်ပါတယ်ခင်ဗျ40块我不吃，稍微辣，微辣可以。微辣，咱去这儿。好的。你收款20元。你们那2个老花吃辣椒？点点。收款40元。看我的脸，这我可以的。哎呦！是软的吗？ဟုတ်ကဲ့ကျွန်တော်ဒီတစ်ခါထပ်မြည်စမ်းကြည့်မဲ့အစားအသောက်ကတော့ကျွန်တော်တို့ဦးဖြစ်ပါတယ်ခင်ဗျသူကဒီဦးထဲမှာကျွန်တော်တို့ဒီရန်ချုံးဆိုတဲ့ဒီတို့ဒီကြက်သွန်အချောင်းကြီးထည့်ပြီးတော့ကျွန်တော်တို့သူ့နေဦးဒီပွားလေးကပ်ပြီးတော့ကျွန်တော်တို့ကင်ကြော်တာဖြစ်ပါတယ်ခင်ဗျဒါအခုဒီမှာချိတ်ကျွန်တော်တို့မြင်တွေ့ရအခုဒီမှာချိတ်ထားတဲ့ဟာဖြစ်ပါတယ်ခင်ဗျသူကဒီမှာအသေးအကြီးအလက်ဆိုပြီးကျွန်တော်ခွဲရောင်းတာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီတကူလုံးအရတာကိုကျွန်တော်မြည်စမ်းကြည့်နေတာနဲ့ကျွန်တော်ကတော့အကြီးတစ်ချောင်းဝယ်လိုက်တာဖြစ်ပါတယ်ခင်ဗျ小长茄子也好吃啊。这个来不来看？啊？这个来不来看？这个啊，来这。可以尝一下。你买了就可以尝。来不来一份？这会儿就是。你这就是都你吗？什么味？葱的味。大葱的味。我不要。可以啊。不喜欢。不喜欢大葱。ဟုတ်ကဲ့ခင်ဗျကျွန်တော်အခုလက်ရှိရောက်ရှိတဲ့နေရာကတော့成都မြို့ရောက်ရင်နောက်ထပ်မဖြစ်မနေတွားရမယ့်နေရာတစ်ခုဖြစ်တဲ့
成都人民公园成都ပြည်သူ့ပန်းခြံဖြစ်ပါတယ်ခင်ဗျသူကစစ်ချွမ်းပြည်နယ်မြို့တော်成都မြို့၌ဗဟိုချမ်းမ၌တည်ရှိပြီးတမိုင်းယဉ်ကျေးမှုနှင့်ခင်မီအပန်းဖြေမှုတို့ရောစပ်နေတဲ့ထင်ရှားတဲ့မြို့ပြဥယျာဉ်တစ်ခုဖြစ်ပါတယ်ခင်ဗျတမိုင်းအကြောင်းပြောပါဆိုရင်တော့ကျွန်တော်စတင်တည်ထောင်ခြင်းဤပန်းခြံအားဆိုရင်တမိုင်းအကြောင်းရှေ့လျားပြီး1913ခုနှစ်တွင်စတင်တည်ထောင်ခဲ့ကမူလအမည်မှာတော့ရှောင်းချန်ကုန်းရွာဖြစ်ပါတယ်ခင်ဗျထိုအချိန်က成都မျိုးစောက်တပ်မှုယူခွန်နဲ့စစ်ချွမ်းပြည်နယ်စက်မှုကူးတန်းရောင်းဝယ်ရေးအုပ်ချုပ်ရေးမှု中上皮罗个节目第三开件ဖြစ်ပြီးယနေ့အထိနှစ်ပေါင်း100ကျော်တမိုင်းရှိပြီဖြစ်ပါတယ်ခင်ဗျအမည်ပြောင်းလဲခြင်း1949ခုနှစ်မှာတော့တရုတ်ကွန်မြူနစ်ပါတီအုပ်ချုပ်ရေးစတင်ပြီးနောက်မှာတော့1950ခုနှစ်၌ပန်းခြံအား成都ပြည်သူ့ပန်းခြံ成都人民公园ဟုအမည်ပြောင်းလဲခဲ့ပြီးယနေ့တိုင်တွင်ကြံရေးခဲ့ပါတယ်ခင်ဗျထင်ရှားတဲ့တမိုင်းဝင်ထိမှတ်ကိုပြောပါဆိုရင်တော့ဒီပန်းခြံဟာအပန်းဖြေနားနေုံတစ်ခုမျှတာမကတရုတ်နိုင်ငံရဲ့ခေတ်သစ်တမိုင်းမှာအရေးပါတဲ့နေရာတစ်ခုလည်းဖြစ်ခဲ့ပါတယ်ခင်ဗျ上海驻亚他蓝宝嘎鬼阿扎尼招待机，青海从宝路死士纪念碑颁奖端内天沙中呢一把中天麦扫码以招待一撇吧，看没有？1913ခုနှစ်မှာချင်းမင်းဆက်နောက်ပိုင်း၌ဖြစ်ပွားခဲ့တဲ့ချင်းဟိုင်း革命ချင်းဟိုင်းတော်လှန်ရေး၌ရှစ်ပြေးဖြစ်တဲ့ကျူးလူရထားလမ်းပေါ်ကာကွယ်ရေးလှုပ်ရှားမှုစစ်ချွမ်း保路运动တွင်ကြဆုံးခဲ့တဲ့အာဇာနည်ကိုဂုဏ်ပြုတည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျယခုအခါမှာတော့ဤကြောက်တိုင်ကြီးဟာနိုင်ငံတော်အဆင့်ယဉ်ကျေးမှုအမွေအနှစ်နေရာအဖြစ်သတ်မှတ်ခဲ့တာဖြစ်ပါတယ်ခင်ဗျစစ်ချွမ်းတပ်မတော်ဂျပန်စန့်ကျင်ရေးစစ်ပွဲအာဇာနည်ကြောက်တိုင်川军抗日阵亡将士纪念碑ဒုတိယတရုတ်ဂျပန်စစ်ပွဲအသက်ပေးသွားခဲ့ကြတဲ့စစ်ချွမ်းပြည်နယ်စစ်သားများဂုဏ်ပြုတော်အဖြစ်ကြော်ကြားတဲ့ဗပုဇရာ刘开俊ရဲ့ထုလုပ်ထားတဲ့ကြောက်တိုင်လည်းပန်းခြံတွင်၌တည်ရှိခဲ့ရဖြစ်ပါတယ်ခင်ဗျပြတိုက်ပန်းခြံအတွင်းမှာဆိုရင်ထိုတမိုင်းဝင်လှုပ်ရှားမှုကြီးရဲ့အကြောင်းအရာများကိုပြသထားတဲ့စစ်ချွမ်းပြည်နယ်နဲ့柳州ရထားလမ်းပေါင်ကာကွယ်ရေးလှုပ်ရှားမှုတမိုင်းပြတဲ့စစ်ချွမ်း保路运动实事正量馆လည်းရှိပါတယ်ခင်ဗျအဓိကရှုခင်းများနဲ့လှုပ်ရှားမှုကိုပြောပါဆိုရင်တော့ပန်းခြံကဧရိယာ3,2639စတူယန်မီတာကျယ်ဝန်းပြီးရှုခင်းတာနေရာများစွာကျွန်တော်တို့ပါဝင်နေတာဖြစ်ပါတယ်ခင်ဗျနောက်တစ်ခုနာမည်ကြီးရပြောမယ်ဆိုရင်喝乌茶社喝乌လည်းဖိတ်တိုင်းတစ်ခုဖြစ်ပါတယ်ဒီဒီမှာပန်းခြံတွင်းရှိအကျော်ကြားဆုံးနေရာတစ်ခုဖြစ်ပါတယ်ခင်ဗျနှစ်ပေါင်း100ကျော်တမိုင်းရှိရဲ့ဒီလက်ဖိတ်ဆိုင်ကြီးရာဆိုရင်ကျွန်တော်တို့ချင်းတူးမျိုးသားတွေရဲ့အနားယူအပန်းဖြေမှုကိုကိုစားပြုနေတာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့လက်ဖိတ်တောက်ကစကားစမြည်ပြောမယ်ကစားမယ်ကျွန်တော်တို့ဒီမှာ AC အပန်းဖြေအနားယူမယ်အကုန်လုံးကကျွန်တော်တို့ဒီမှာဒီလက်ဖိတ်ဆိုင်ကြီးမှာလာရောက်အနားယူအပန်းဖြေကြတာဖြစ်ပါတယ်ခင်ဗျအခြားရှုခင်းများကိုပြောပါဆိုရင်တော့ကျွန်တော်တို့နောက်ထပ်金水潮金水潮金鱼岛ရှုခင်းတာဥယျာဉ်ငယ်ဟန်းချင်းရွံလူကန်ကုန်းနဲ့တောင်ပူများစသည်တို့လည်းရှိပါတယ်ခင်ဗျရာသီလိုက်ပွဲတော်များကိုပြောပါဆိုရင်ကျွန်တော်တို့နှစ်စဉ်စောင်းရာသီပွဲမှာကျင်းပတဲ့ကဏ္ဍမှာပြပွဲကျွေးဟွားကြံနဲ့နွေရာသီကျင်းပတဲ့ပြပွဲဂျပန်ကြာပန်းပြပွဲဟောဟွားကြံတို့အလွန်ကြော်ကြပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ဒီရဲ့成都人民公园ရဲ့တမိုင်းကြောင်းလေးပဲဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ဒါနဲ့ကျွန်တော်တို့စကားမဆက်ကျွန်တော်တို့အစမှာပန်းခြံဝင်ချင်းမှာကျွန်တော်တို့မြင်တွေ့ရတဲ့ကျွန်တော်စာရွက်လေးကတ်ထားရှိပါတယ်ကျွန်တော်အပြာစာရွက်နဲ့အပန်းစာရွက်အပန်းရောင်စာရွက်ဆိုပြီးကတ်ထားရှိပါတယ်အဓိကဘာကိုပြောချင်လဲဆိုတော့ဒီစာရွက်စာတမ်းတွေကကျွန်တော်တို့အိမ်တော်မကြသေးတဲ့လူတွေအတွက်ကျွန်တော်တို့အိမ်တော်ဘက်လိုက်ရှာတဲ့ဖြစ်ပါတယ်ခင်ဗျသူကမိန်းကလေးဆိုရင်တော့အပန်းရောင်ယောက်ျားလေးဆိုရင်အပြာအောင်ဖြစ်ပါတယ်ကိုယ့်ရဲ့ဒီရဲ့ history ကိုရေးပြီးတော့အမှကတ်ထားတာဖြစ်ပါတယ်အကယ်၍စိတ်ဝင်စားရဆိုရင်ဖုန်းနံပါတ်ခေါ်ပြီးတော့ကျွန်တော်တို့အပြင်မှာdate လုပ်နိုင်ပါတယ်အပြင်မှာချင်းဆိုနိုင်ပါတယ်ကျွန်တော်တို့ဒီကတရုတ်ပြည်မှာခစ်စားတဲ့ဒီကျွန်တော်အိမ်တော်ဘက်ရှာနီးလို့လည်းပြောလို့ရပါတယ်ခင်ဗျ等一下哇，这绿带，对，拍的挺好的。太喜欢了。如果有家里这种在自己的园子里面，这个太好了。家里我到了。ဟုတ်ကဲ့ခင်ဗျအခုဆိုရင်တော့ကျွန်တော်တို့ရင်းမင်ကုန်းရွယ်ရင်းမင်ဥယျာဉ်ကနေထွက်လာပြီးရဲ့နောက်မှာတော့သူ့ရဲ့မျက်နှာချင်းဆိုင်မှာရှိရဲ့စားတော့ဆိုင်တွေကနေကျွန်တော်ဒီသားရဲ့တီတောက်အရာဓာတွေကိုစားနေတဲ့အတွက်ကြောင့်ကျွန်တော်တို့တွားမီးစမ်းကြည့်မှာဖြစ်ပါတယ်နေကင်းစာတွားစားမှာဖြစ်ပါတယ်ခင်ဗျ
来一份香肠。我们是要点，可以。来一份香肠。什么香肠？炒的吗？翻炒的吗？不是真的香肠。有没有蔬菜？蔬菜有那个绿油菜、红油菜、豌豆尖儿、小白菜、油麦菜。小白菜。有几个？有几个？一个一只猪蹄的嘛。要吃辣的就蘸那个蘸料吃。给人家端来香肠，老师。要你不要拿钱，不够钱。这个小的比大的好吃。豆瓣酱。哦，中国。你让吗？好吃吗？好吃。没熟？明白。是吧？是有颗粒感，就像我煮的那样。少了个汤。我就把他来连吧。来马上哈。不，我就怕他来连。他不是说再拿2个勺子是吗？好，马上吧。谢谢。是快熟了吗？它就这样吗？绿色的菜。不要往这儿。就这样。对呀。ဟုတ်ကဲ့ခင်ဗျကျွန်တော်အခုနေခင်းစာလန့်စားပြီးရဲ့အခါမှာတော့နောက်ထပ်成都မြို့ရဲ့ထင်ရှားယဉ်ကျေးမှုအထိမ်းအမှတ်နေရာတစ်ခုဖြစ်တဲ့ကျွန်တော်ကျင်းလီ古城街ကိုတွားမှာဖြစ်ပါတယ်ကျင်းလီရှေးဟောင်းလမ်းလို့တွားမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့သူကလည်းကျွန်တော်တို့成都မြို့ရဲ့ကျွန်တော်တို့人民公园ဝုံးပြတိုက်လိုမျိုးကျွန်တော်တို့နာမည်ကြီးရဲ့ဂုံဆောင်တဲ့နေရာတစ်ခုဖြစ်ပါတယ်ခင်ဗျကျင်းလီရှေးဟောင်းလမ်းလို့ခေါ်တဲ့ကျင်းလီ Asian Street ကကျွန်တော်တို့成都မြို့ရဲ့ဗဟိုချက်မ武洪寺ကျောင်းတော်ရဲ့နဲ့ကပ်လျက်တည်ရှိပါတယ်ခင်ဗျဒီနေရာဆိုရင်ကျွန်တော်တို့ရှေးဟောင်းစချွမ်းပြည်နယ်အနောက်ပိုင်းချွမ်းရှိရဲ့ပြုကလက်ရတွေနဲ့တည်ဆောက်ထားပြီး3ပြည်တော်ခေတ်ခရစ်နှစ်290 280ယဉ်ကျေးမှုနဲ့စချွမ်းပြည်နယ်ရဲ့ရိုးရာဓလေ့ထုံးတမ်းယဉ်ကျေးမှုတွေကိုပြသထားတဲ့နေရာတစ်ခုဖြစ်ပါတယ်ခင်ဗျတမိုင်းကြောင်းအချင်းချုပ်ပြောပါဆိုရင်တော့ရှေးကြတဲ့စတင်မှုကျင်းလီဆိုတဲ့နာမည်ဟာကျွန်တော်တို့ဧကရေခေတ်ချင်းမင်းဆက်နဲ့ဟန်မင်းဆက် BC 221နောက်ပိုင်းကလေးကထင်ရှားခဲ့တဲ့နေရာတစ်ခုဖြစ်ပြီးအထူးသဖြင့်တော့3ပြည်တော်ခေတ်ရှုခေတ်ခေတ်သစ်စစ်ချွမ်းဒေတာမှာကြော်ကြားခဲ့ပါဖြစ်ပါတယ်ခင်ဗျအဲ့ဒီအချိန်ကဒေတာထွက်အထည်မော်ရှူကျင်ရှူပိုးလုပ်ငန်းထုံးကားပြီးရှူပိုးတွေကိုရောင်းဝယ်ဖောက်ကားရအဓိကနေရာကြီးဖြစ်ခဲ့လို့ကျင့်လီလို့ခေါ်တာပါခင်ဗျဒီနာမည်ဟာဒီနေ့ခေတ်成都မြို့ရဲ့ကြပြဆန်တဲ့နာမည်ပြောင်းတစ်ခုလို့လည်းဖြစ်ပါတယ်ခင်ဗျခေတ်သစ်ပြန်လည်တည်ဆောက်ခြင်းကိုပြောပါဆိုရင်ဒီနေ့မြင်တွေ့နေရတဲ့ကျွန်တော်တို့ကျင်းလီလန်းကျင်းလီရှေးဟောင်းလန်းကိုတော့2004ခုနှစ်အောက်တိုဘာလမှာ成都မြို့ရဲ့ဝုံချစ်ကျောင်းတော်ပြတိုက်ကရင်းနှီးမြှုပ်နှံပြီးပြန်လည်တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျအဓိကထူးခြားချက်ကိုပြောပါဆိုရင်ကျင်းလီဟာခီးတယ်တွေလက်ပတ်စီရနေရာတစ်ခုဖြစ်ုံသာမက成都မြို့သားတွေရဲ့ဘဝနေထိုင်မှုပုံစံကိုပါခန်းစားနိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ်ဒီနေရာနဲ့အရွယ်အစားကိုပြောပါဆိုရင်ဝုံချစ်ကျောင်းတော်နဲ့ကက်လျက်မြို့လေလမ်းကောင်မှာတည်ရှိပြီးစုစုပေါင်းအလျား950မီတာပေ1800ကျော်ရှည်လျားကအေးရစတူရန်မီတာ3000
4.4 ဧကကျယ်ဝန်းပါတယ်ခင်ဗျဗီဒုကလက်ရကိုပြောပါဆိုရင်ချင်းမင်းဆက်နောက်ပိုင်းနဲ့တရုတ်တမရနိုင်တဲ့အစောပိုင်း1900ပြည်လုံးနှစ်များကစစ်ချွမ်းပြည်နယ်အနောက်ပိုင်းဒေသခံတွေရဲ့အိမ်ဆောက်လက်ရပုံစံတွေကိုအခြေခံထားပြီးလန်တက်လျှောက်အဆောက်အုံတွေကိုရှေးဟောင်းအဆောင်အယောင်နဲ့တည်ဆောက်ထားပါတယ်ခင်ဗျဇုံများနဲ့လှုပ်ဆောင်ချက်များလမ်းကိုဇုံအလိုက်စနစ်တကျခွဲခြားထားပါသေးတယ်စားတောက်ဖွယ်ရာအစုံစစ်ချွမ်းပြည်နယ်ရဲ့နာမည်ကြီးအစားအသောက်တွေစုပြုံရှိတဲ့နေရာကျန်းဖေးညိုတို့ကျန်းဖေးအမဲသားတုံးပြည်တော်ခေတ်စစ်တူကြီးကျန်းဖေးနဲ့ဆက်ဆက်နေတဲ့ဟင်းစံမုတ်စမ်းသားဖောက်စံမုတ်ကျော်3လုံးထောင်းဝမ်းနှဲစရာခောက်ဆွဲအေးရှမ်းရှင်းလျံဖုံတဲ့ဟင်းပွဲများစွာကိုမီးစမ်းလို့ရပါတယ်ခင်ဗျလက်မှုပစ္စည်းစုံရှူးပိုးတဲ့ချယ်လင်မှုအမှုစိတ်ရှင်စည်းရုပ်လုပ်တဲ့အမှုပညာတကြားပကြီးစက်ကူဖြတ်တဲ့အမှုပညာစတဲ့ရိုးရာလက်မှုပစ္စည်းရောင်းချတဲ့အဆိုင်တွေလည်းရှိပါတယ်ခင်ဗျပျော်ပြရေးစုံရှေးဟောင်းဇက်စင်ဂူရှိထိုင်မှာစစ်ချွမ်းပြည်နယ်ရိုးရာပြဇက်စစ်ချွမ်းအော်ပရာမှာပုံမှန်ပြသပါတယ်ခင်ဗျလက်ပေးဆိုင်တွေအရက်ဆိုင်တွေလည်းရှိပြီးညဘက်ဆိုရင်တော့မိဘအနီလေးတွေထုံးကြီးလို့ထားတဲ့ရှုမျိုးရင်းကိုလည်းလှပပကျွန်တော်တို့ခံစားနိုင်မှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ဂုံပြုချင်းမြင့်ခံရခြင်းအပိုင်းကိုဆက်ပြောပါဆိုရင်2005ခုနှစ်မှာတော့တရုတ်နိုင်ငံထိပ်တန်းစီးပွားရေးလမ်းမကြီး10ခုစင်းရေးပါဝင်ခဲ့ပြီး2021ခုနှစ်မှာ CNN ကကမ္ဘာအလားဆုံးလမ်း20တွယ်စင်းရေးမှာလည်းထည့်သွင်းခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျ变脸和双人变脸了，宽仔不讲。要不要去坐坐两位？两位，这个我们不是已经过了可以点点看也试一下，Hello，我想要变脸里面售卖18元一位，包含喝茶了。都一模一样味道羞涩点，然后你的打都是打也是很后院。哦，杯杯蟹翅儿层，是的这是我们家的茉莉文成小雪，它是我们的茉莉雪。有位置好位置，宽边脸里面坐。对，那个水果茶。这是什么的？水果茶姐姐，蓝莓味的。你记得哪个吗？记得是哪个？我去参观一下球。哇，这个是一些前列。哇，这个是方子书。这个是观音，这是观音。哎呀，用颜色观音啊。迈过去，迈过去。这个是一件金丝楠木的屋木，是极好的金丝楠木，经过特殊的地质演变，刻发证明史料，地震灾害，将这些金丝楠木呢瞬间演化时间，被称为非石非木，被称为东方神木。乌木有灵，具有招财辟邪的祥瑞之意。上午的一个仪式。
这就是一个田园生活的一个马也好啊，牛也好，尤其春天。肠、黄肉糕，我也吃过。这是什么东西啊？陈皮白茶，来小哥尝一尝嘛，全场免费试喝哟。免费吃免费品尝，黄米料哦，2块钱，真好啊！白茶，这个是白茶，挺好的，味道真的不一样。挺香的。来进来坐，马上开演了，朋友们。来，帅哥过来等一下嘛。啊。ဟုတ်ကဲ့ခင်ဗျကျွန်တော်ဗီဒီယိုလေးကိုအခုလိုအားပေးကြည့်ရှုပေးတဲ့တဦးတယောက်ချင်းစီတိုင်းကိုလည်းကျွန်တော်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ကျွန်တော်成都ကိုလည်း part 2 vlog ပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်ကတော့ကျေးဇူးအောင်ဖြစ်ပါတယ်ခင်ဗျ